မြန်မာနိုင်ငံကလှပတဲ့ကျေးလက်လေးတစ်ခုမှာနေထိုင်တဲ့မင်းမင်းဆိုတဲ့ယုံလေးဟာကိုရီးယားနိုင်ငံကိုလေယာဉ်စီးပြီးအလုပ်ရှာဖို့ခရီးထွက်လာခဲ့တယ်။သူ့မှာအိမ်မက်တစ်ခုရှိပါတယ်။ကိုရီးယားစားတောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ပြီးချစ်စရာကြောင်လေးတွေခွေးလေးတွေကိုသူကိုယ်တိုင်လုပ်ပြီးတော့မြန်မာမုန့်တွေကိုကျွေးချင်တယ်။ဒါပေမဲ့ကိုရီးယားကိုပထမဆုံးရောက်တဲ့နေ့မှာပဲသူ့ကိုဆိုးရွားတဲ့အလုပ်ရှင်တဦးဂျူလီယာဆိုတဲ့လူတဦးကစားတောက်ဆိုင်မှာအလုပ်ခိုင်းတယ်။ဒါပေမဲ့မင်းမင်းကပြောသွားတယ်ကိုရီးယားစကားအခြေခံပဲတက်တဲ့မင်းမင်းဟာအခက်တွေ့ပေမဲ့သူ့ရဲ့ချစ်စရာကောင်းတဲ့အမူအရာနဲ့စ조사အားထုတ်မှုကိုစားတောက်ဆိုင်ကချမ်းသာပြီးကျင်နာတတ်တဲ့တထေးမကြီးစင်တီယာဆိုတဲ့တထေးမကသတိထားမိသွားတယ်။မင်းမင်းရဲ့ကိုရီးယားစကားပြောဟန်ကချစ်စရာကောင်းပြီးအန်ညောဟာဆူနီကာလို့နှုတ်ဆက်လိုက်တာကိုတထေးမကသဘောကျသွားတယ်။မင်းမင်းကမြန်မာမုန့်တွေကိုကိုရီးယားပုံစံနဲ့ရောဆက်ပြီးဂင်ဂျီဟင်ရီနဲ့တိုဘူးနဲ့လှုပ်ထားတဲ့ကိတ်မုန့်လေးကိုဖန်တီးလိုက်တယ်။မင်းမင်းရဲ့ဆိုင်လေးကနာမည်ကြီးလာပြီးသူ့ကိုကိုရီးယားကချစ်စရာမြန်မာယုံလေးတကောင်ဆိုပြီးကိုရီးယားနိုင်ငံမှာနာမည်ကြီးနေတာတင်မကပဲကမ္ဘာပေါ်မှာနာမည်ကြီးနေတာတွေ့လာရတယ်။မင်းမင်းဟာအိမ်မက်တစ်ခုတည်းနဲ့ကိုရီးယားကိုလာခဲ့တယ်။သူ့ရဲ့စ조사မှုနဲ့ရိုးသားမှုကသူ့ကိုအောင်မြင်မှုစီရောက်စေတယ်။တထေးမကြီးကလည်းသူ့ရဲ့မိတ်ဆွေကောင်းဖြစ်လာပြီးနှစ်ယောက်သားအတူတူစီးပွားရေးလုပ်ကင်ကြတယ်။